စကိုင်းငလျင်ကြီးကြောင့်ပျော်ဘွယ်မြို့နယ်၌ပြည်သူ240ကျော်သေဆုံးစကိုင်းငလျင်ကြီးကြောင့်မန္တလေးတိုင်းပျော်ဘွယ်မြို့နယ်၌သေဆုံးသူ240ကျော်ရှိကြောင်းပျော်ဘွယ်မြို့နယ်မီးတပ်ဦးစီးဌာနကယနေ့ဧပြီ10ရက်တွင်ထုတ်ပြန်သည်အင်အားပြင်းငလျင်လှုပ်ခတ်သည့်မတ်လ28ရက်ကစ၍ငလျင်ဘေးကြောင့်ပျော်ဘွယ်မြို့နယ်၌သေဆုံးသူအမျိုးသား145ဦးအမျိုးသမီး68ဦးစုစုပေါင်း242ဦးနှင့်ထိခိုက်ဒဏ်ရာရသူ198ဦးရှိကြောင်းအသိပေးသည်ရှာဖွေကယ်ဆယ်စရာမရှိတော့ပါဘူးပြီးပါပြီဗျလောလောဆယ်ရေလူတာနဲ့ပြန်လည်ထူထောင်ရေးလုပ်နေပါပြီဟုပျော်ဘွယ်မြို့နယ်မီးတပ်ဦးစီးဌာနဝန်ထမ်းတဦးကလူထုຫນွေဦးသို့ပြောသည်ငလျင်ကြောင့်ပျော်ဘွယ်မြို့ရှိလူစုလူဝေးများသည့်ဗန်းနှင့်ဘာသာရေးအဆောက်အအုံတို့ပြိုကျခြင်းတို့ကြောင့်လူသေဆုံးမှုများခဲ့ခြင်းဟုဆိုသည်စကိုင်းငလျင်ကြီးကြောင့်မန္တလေးတိုင်းအတွင်းရမဲသိန်းကျောက်စေစင်ကူတံတားဦးမိထ္ထီလာသာစီနှင့်ဝမ်းတွင်မြို့နယ်တို့တွင်လည်းသေဆုံးသူစုစုပေါင်းထောင်နှင့်ချီရှိသည်ယမန်နေ့ဧပြီ9ရက်အထိငလျင်ကြောင့်သေဆုံးသူ3649ဦးဒဏ်ရာရရှိသူ9008ဦးနှင့်ပျောက်ဆုံးသူ145ဦးရှိကြောင်းအာဏာသိမ်းစစ်ကောင်စီကထုတ်ပြန်သည်သို့သောရင်းတို့ထိန်းချုပ်နယ်မြေဖြစ်သောနေပြည်တော်ပင်ရှာဖွေကယ်ဆယ်မှုအလုံးစုံမလုပ်နိုင်သေးသည့်အပြင်ပိတ်မိ၍သေဆုံးသူများ၏ရုပ်အလောင်းများကြောင့်အပုပ်နံ့များထွက်နေသည်ဟုနေပြည်တော်ရှိဝန်ထမ်းအချို့ကလူထုຫນွေဦးသို့ပြောထားသည်